တို့တခုနေ့ရန်ကုန်မြို့တော်မဟာတကြံရည်သွေးပွဲတော်အခမ်းအနားကြီးကိုအောင်မြင်စွာဖွင့်လှစ်လိုက်ပြီးဖြစ်ပါကြောင်းကြေညာအပ်ပါရရှင်